ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူဒီဗီဒီယို channel ပြန်လဲနေထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒူဒီချင်းမစီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါဗျာလုံးအင်းစနမလုံးတော့ပြည့်စုံကြပါစေတောင်းပေးရင်ကျွန်တော်နေတဲ့စီစဉ်လေးစားရအောင်ဗျာအဲ့တော့နေတဲ့စီစဉ်မစားခင်မှာထုံးစံတိုင်းနော်အဖွဲ့ဝင်သမားတွေနေပြောချက်ကတော့လုံးဝအောင်ပွဲခံနိုင်ခဲ့ပြီဗျာနော်အဖွဲ့ဝင်သမားတွေလုံးဝအောင်ပွဲခံနိုင်ခဲ့ပြီအဖွဲ့ဝင်သမားတွေကိုကျွန်တော်6ပိုင်းနော်6တလုံးပိုင်း6ပတ်ပြီးကျွန်တော်9နှစ်9 8 9ဆိုကျွန်တော်ပေးထားတာမှာအဖွဲ့ဝင်တွေကလုံးဝအောင်မြင်သွားခဲ့ပြီဗျာနော်ဘယ်တော့မင်္ဂလာရှိလဲဆိုတော့မနက်ပိုင်းမှာနေတဲ့သမားတွေအောင်ပွဲခံနိုင်ညနေပိုင်းမှာနေတဲ့အဖွဲ့ဝင်သမားတွေအောင်ပွဲခံနိုင်အဲ့တော့ကျွန်တော်တို့ကလုံးဝတော့အောင်ပွဲတွေနဲ့အောင်ပွဲတွေနဲ့စက်နေတဲ့ကြောင့်ကျွန်တော်မိတ်ဆွေတွေများကတော့တူတူပြောနေကြမလို့နော်နေတဲ့သမားတွေလည်းစိတ်သက်မကြဟုတ်တယ်ကျွန်တော်မနက်ကတချင်ရထားတယ်ညနေပိုင်းမှာအဖွဲ့ဝင်သမားတွေရထားတယ်ကျွန်တော်တို့ညနေဒီညနေဖြစ်တယ်အကြောင်းမိတ်ဆွေအားလုံးပဲနော်ဆက်လက်ပြီးတော့နော်ကျွန်တော်နေတဲ့သမားတွေကျွန်တော်အဖွဲ့ဝင်သမားတွေအကုန်လုံးကျွန်တော်အနေနဲ့ကတော့ပြောချင်တာလေးကတော့နေတဲ့သမားတွေကျွန်တော်မိနစ်တက်တင်ရဖို့ဆော့ကျွန်တော်အဖွဲ့ဝင်သမားတွေကတော့ကျွန်တော်နောက်ထပ်ပေးထားတဲ့ဖူးမှုကြဇာတ်တို့ပိုက်တယ်မိတ်အော်3ခွက်ကိုဆော့ဟုတ်ပြီလားအခုကျွန်တော်တို့အောင်မြင်သွားခဲ့ပြီကျွန်တော်ရှိမှအဖွဲ့ဝင်ကြီး1000ခွက်နဲ့ဝင်ထားတဲ့မိတ်ဆွေများနော်1000ခွက်ပေးရကျွန်တော်နှက်သွားပြီဘာကြောင့်ဆိုတော့ပတ်တီလည်းပါတယ်အော့ကွက်လည်းပါတယ်ကြောင့်မို့လို့လေနော်6ပတ်တီ6ဘူးကိုအလုံးအောင်မြင်သွားခဲ့တဲ့ကြောင့်မို့လို့ကျွန်တော်ရဲ့အဖွဲ့ဝင်သမားတွေဝင်ရကျတော့နှက်သွားခဲ့ပြီဗျဟုတ်လားဆိုခါကျတော့နေတဲ့သမားတွေလည်းကြည့်ရကျွန်တော်ကျွန်တော်ဘက်ကအဆိုင်ကိုစူးစမ်းပေးသွားမယ်အဲ့တော့နေတဲ့စီလေးမစခင်မှာအဖွဲ့ဝင်သမားတွေအောင်ပွဲခံနိုင်ပြီဆိုတဲ့ခါကျတော့ကျွန်တော်ပေးထားတဲ့ဟူးမကျော်ဇာတို့ပတ်တီနောက်ထပ်ပေးထားတဲ့ဟူးမကျော်ဇာတို့ပိတ်တလုံးနဲ့မိတ်အော်3ခွက်ကိုထပ်ပြီးတော့အာယုံဆိုင်ပြနော်ဒါကျွန်တော်အလကားပေးရတဲ့ကြောင့်မို့ကျွန်တော်မိတ်ဆွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါကျွန်တော်ရဲ့အဖွဲ့ဝင်သမားတွေလည်းအောင်ပွဲခံနိုင်ကြပါစေဗျအဲ့တော့အဖွဲ့ဝင်သမားတွေအနေနဲ့ကျွန်တော်ပေးထားတဲ့ဟာကိုပဲအာယုံဆိုင်စေချင်တယ်အဲ့တော့နေတဲ့သမားစီစဉ်စားရအောင်ဒါကြတဲ့နေတဲ့စီစဉ်မစခင်မှာကျွန်တော်တို့ရှေ့ဦးစွာဖြင့်ကျွန်တော်လက်ဆယ်ပြထိမှမုံမယ်ဗျနော်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူဒီဗီဒီယို channel ပြန်လဲတစ်ခေါက်နှွေးထွေးဆိုကြိုဆိုလိုက်ပါတယ်ခင်ဗျာဒူဒီချင်းမစီအားလုံးနေတဲ့သမားအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်နေတဲ့စီစဉ်လေးစားရအောင်ဗျာเนาะကျွန်တော်မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးမှပြည့်စုံကြပါစေကျွန်တော်ဗီဒီယိုလေးကိုမရေပဲမကြော်ပဲဆိုကြည့်ပေးစေချင်တယ်ဟုတ်ပြီလားဗီဒီယိုအတိုးလေးမှာဘာရသွားမှဆိုရင်ထုံးစံတိုင်းမိန်အော6ကွက်1ကွက်ကောင်းပတ်သီးနှလုံးစင်ခေါ်တော့ပဲဆိုအနီးကဆိုလုံးမိုက်တစ်လုံးရသွားမယ်ဟုတ်ပြီလားကျွန်တော်မစီအားလုံးပဲအဲ့ကျွန်တော်ထုံးစံဆိုင်မှာစီစဉ်လေးကိုစားလိုက်ရအောင်ဗျာเนาะအဲ့တော့ထူးထူးပြောနေကြမလို့တော့ဘူးကျွန်တော်မျိုးတွေကျွန်တော်ရဲ့နေတဲ့သမားတွေအားလုံးပဲအောင်ပွဲခံနိုင်ခဲ့ပြီတစ်ချိန်သားတော့အောင်ပွဲခံနိုင်ခဲ့ပြီဆိုတော့ခါကျတော့စိတ်ထမကြပါနဲ့ဘာကြောင့်တစ်ချိန်သားပဲအောင်ခံဆိုတော့အဖွင့်နေ့မှာကျွန်တော်တို့လုံးဝတုံးရနေပြီအဲ့တော့ညနေပိုင်းမှာအပူးကြသွားဆိုတော့လွဲသွားရတော့နေတဲ့သမားတွေကတော့အနေငယ်တော့လွှဲချုံရှိတယ်အဖွင့်သမားတွေကတော့ပူစရာမလိုဘူးအဖွင့်သမားတွေကမင်းကွက်ကတော့ပတ်တီးရပိုင်းနဲ့ဒီစားပဲကျွန်တော်နေတဲ့သမားတွေရတယ်လို့မျိုးပဲနဲ့ဒီစားရတယ်လို့လဲအဲ့တော့ကျွန်တော်တို့ကဒန်းနေညီမြမယ်ကောနော်ဟုတ်လားအဲ့တော့မိတ်ဆွေမြေနေတဲ့သမားတွေစိတ်ထမကြနဲ့ကျွန်တော်မနေ့ပြန်အင်ကာနေ့အတွက်ကိုကျွန်တော်အကောင်းဆုံးချရပေးသွားမယ်မျက်နှာမငဲရအောင်ကျွန်တော်ဘက်ကအစမ်းကိုစူးစမ်းပေးသွားမယ်ဟုတ်ပြီလားကျွန်တော်မိတ်ဆွေအားလုံးပဲစီစဉ်လေးကိုစလိုက်အောင်ဗျာဆိုတဲ့ခါကျကျွန်တော်တို့မနေ့ပြန်18ရက်2လ2026เนาะအင်္ဂါနေ့မနေ့7:00နာရီ10မိနစ်စီမှာဆိုရင်ဖြစ်ပြီးကျော်ရဲ့လုံးပြီးကျော်ရဲ့1ချင်းတစ်စုံဒီ96 1ချင်းဟုတ်ပြီလား9ပတ်တီ6ပတ်တီ96 1ချင်းဆိုရင်ကျွန်တော်မထင်းပတ်ဆိုတဲ့ကီးတစ်စုံဒီ380နဲ့ကပ်ပါဟုတ်ပြီလား380နဲ့ကပ်ဆိုရင်96 1ချင်းဆိုရင်ကျွန်တော်380နဲ့ကပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့9ထိပ်စီ9ပိုင်နဲ့ဆိုရင်ကျွန်တော်တို့93 98 50เนาะ6ပိုင်6ထိပ်စီဆိုကျွန်တော်တို့63 68 60ဟုတ်ပြီလား9ပိုင်6ပိုင်9တလုံးပိုင်6တလုံးပိုင်ပေးထားတာမှာကျွန်တော်တို့380ကီးနဲ့ကတ်တာအဲ့တော့ပဲကျွန်တော်မိတ်ဆွေများကျွန်တော်ကီးဒီညနေပိုင်းမှာလုံးဝဝင်သွားတယ်နော်တင်ကားကုကီးကမနက်ဘက်က1ဝင်တယ်ညနေပိုင်းမှာ9ဝင်တယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော်ကီးလည်းလုံးဝဖောက်မသွား1ချင်းလေးလွဲသွားလို့ညနေပိုင်းမှာကျွန်တော်နေတဲ့တမတွေအောင်ပွဲမခံနိုင်ခဲ့တာပဲရှိတာအဲ့တော့စိတ်တမချနဲ့နော်ကျွန်တော်ဘက်ကဆန်ကိုကြိုးစားပေးသွားမယ်မျက်နှာမငယ်ရကျွန်တော်ဘက်ကအကောင်းဆုံးထောက်ပံ့ပေးသွားမယ်ဗျာဟုတ်ပြီလားကျွန်တော်ရဲ့တက်တက်လောက်မှတ်တက်လောက်ရင်ထောက်ပံ့ပေးသွားမယ်ကြောင့်မို့ကျွန်တော်မျိုးတွေအားလုံးဗီဒီယိုလေးကိုစောင့်ကြည့်စေချင်တယ်ဗျာဟုတ်ပြီလားအသေးပေးလို့ရတော့အသေးပေးသွားမယ် comment ဝင်လို့ရတော့ဝင်ရေးသွားမယ်နောက်ပတ်မကျင်လက်မိုက်ထောင်သွားမယ်တင်တိုင်းတွေ့အောင် subscribe လေးတစ်ချက်ဖောက်နှိပ်သွားမယ်အဲ့တော့ခဏတစ်ခေါက်ပြန်သွားလဲရအောင်ပြန်ရှည်ဝေးတော့တိတ်မပြောတော့ဘူးစကားလေးလည်းပရိသတ်6ချက်မပြောတော့ဘူးเนาะအပြောလေးရှော်ပြီးလို့ခင်းတက်ပြချင်တဲ့အတွက်ကြောင့်မို့လို့စကားတော့တိတ်ရှည်ဝေးမပြောတော့ဘူးခဏလေးစီစဉ်မှာစလိုက်ရအောင်ဟုတ်ပြီကျွန်တော်မနေ့ပြန်18ရက်2လ2026เนาะအင်္ဂါနေ့မနေ့7:00နာရီ10မိနစ်စီမှာဆိုပြီးကျွန်တော်1ချိန်ဒီ96 1ချိန်9ပတ်တီ6ပတ်တီ96 1ချိန်ဆိုခြင်းကြောင့်မထင်းပတ်ဆိုတဲ့ကီးတစ်စုံဒီ380နဲ့ကပ်ဟုတ်ပြီလား380နဲ့ကတ်မယ်ဆိုလို့ရှိရင်ကျွန်တော်မျိုးတွေအားလုံးပဲအဲ့တော့9ထိပ်စီ9ပိုင်နေဆိုရင်ကျွန်တော်တို့93 98 50 93 98 50 6ပိုင်6ထိပ်စီနေဆိုလို့ရှိရင်63 68 60ဟုတ်ပြီလားเนาะပတ်တီးဒီ9ပတ်တီ6ပတ်တီပေးထားတယ်9ပတ်တီ6ပတ်အမှားဆုံးပတ်တီးလုံးဒီ9တလုံးပိုင်เนาะမနေ့ပြန်7:00နာရီ10မိနစ်ဈေးအင်္ဂါနေ့မနေ့7:00နာရီ10မိနစ်မှာ9တလုံးပိုင်ဒီ9တလုံးပိုင်အမှားဆုံးရေးပေးထားတာ9ပိုင်6ပိုင်မှာအမှားဆုံးပြန်ရေးပေးထားတာ9တလုံးပိုင်ဟုတ်ပြီလားအဲ့တော့ငါမကြိုက်တဲ့မိတ်ဆွေများတော့ကို6တလုံးပတ်ဟုတ်ပြီလား6တလုံးပတ်စေချင်တယ်အဲ့တော့ငါရော6ကိုကြိုက်တဲ့မိတ်ဆွေများငွေနိုင်တဲ့မိတ်ဆွေများငါရော6ကိုပတ်နော်ပြီလားဈေးဘိုးလေးကာမိတယ်မနေသေးဘူးအဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးပဲ
အဲ့တော့ကျွန်တော်ဘက်ကတော့ပြီးလို့ရှိရင်ကျွန်တော်ဘက်ကတော့ဆောင်းကုန်ချပေးပြီးသွားပြီးရင်နောက်ဆုံးတစ်ခေါက်နဲ့ကျွန်တော်တက်ကွက်ကောင်းပေးသွားမှာနောက်ဖြစ်မှာအကြိုက်ဆုံးတက်ကွက်ကောင်းပေးသွားမှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြနော်အဲ့တော့အဖေဝင်သမားတွေတက်ကကျွန်တော်ပြောစရာရှိတာကအဖေဝင်သမားတွေတက်ကတော့ထွေထူးပြောနေစရာတော့မလိုဘူးပြောစရာလည်းရှိတယ်။ဘာရှိလဲဆိုတော့ကျွန်တော်ဒီအောင်မြင်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့နော်ကျွန်တော်ရဲ့ပတ်တီဒီအောင်မြင်သွားခဲ့ပြီ။နော်ကျွန်တော်ခုမှကြော်ပေးထားတယ်သူတို့အဖွဲ့ဝင်ရကြည့်1000ခွဲနှုံးပေးရရောလုံးဝနှက်သွားပြီဆိုတဲ့ခါကျတော့ဘယ်လိုနဲ့လဲဆိုလို့ရှိရင်စာထိုးပတ်တီရော main အောက်ခွက်ကောပါတဲ့ကြောင့်မို့လို့ဒီသားတို့အောင်မြင်သွားပြီ။အဲ့တော့တို့တက်ကိုတော်တော်လေးတော့အဆင်ပြေသွားပြီ။တိုးတော်ညာလဲကျွန်တော်ဘက်ကစောသေးတဲ့ကြောင့်မို့လို့ကျွန်တော်ပတ်တီဒီစောရတဲ့ကြောင့်မို့လို့ထပ်ပြီးတော့ကျွန်တော်လက်ဆောင်တွေတစ်လုံးပေးထားတယ်။အဲ့တော့ကျွန်တော်ပေးထားတဲ့လက်ဆောင်ပတ်တီနဲ့ main အောက်3ခွက်ကိုပဲအာယုံစိုက်ပြ။နော်နေတဲ့ကြိုက်ဆိုတစ်ခွက်ကောင်းယူဆော့နောက်မကြိုက်မစောနဲ့အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကကျွန်တော်နေတဲ့တမတွေအားလုံးကကိုမှညောင်ကုန်းနဲ့ပြောပါပြီကိုမှလုံးမိုက်ရှိဆိုကျွန်တော်ရှက်380နဲ့ကီးနဲ့ကတ်ထိုးကိုမှလုံးမိုက်မရှိဘူးကိုမှကီးရှိဆိုကျွန်တော်ရှက်96ဝန်းကျင်နဲ့ကတ်ထိုးဟုတ်လားအဲ့တော့ဘယ်လိုပဲဖြစ်အဆင်ပြေတယ်နော်အဲ့တော့နောက်ဆုံးပေးတစ်ခေါက်ကန်တိုင်းပြောကျွန်တော်စီစဉ်လေးကိုရက်ချင်တယ်ဗျာကျွန်တော်မျိုးတွေအားလုံးပဲနော်စိတ်ချနိုင်ကိုကြမှာပြည့်စုံကြပါစေကျွန်တော်နောက်ဆုံးတစ်ခေါက်ပြောပြီးရင်ကန်တိုင်းလေးကိုရက်မယ်ဗျာနော်အဲ့တော့ကျွန်တော်မနေ့ပြန်18ရက်နော်18ရက်2လ19ရက်2လ2026เนาะအင်္ဂါနေ့မနက်7:00နာရီတမီးနေစီမှာဆိုရင်ပြည်ကျော်ရဲ့1ချိန်ဒီ96 1ချိန်5ပတ်တီ6ပတ်တီဟုတ်ပြီလား96 1ချိန်ဆိုခြင်းကြောင့်မထင်းပါဆိုတဲ့ဂီးတစ်စုံဒီเนาะ380နဲ့ကတ်မဆိုရှင်လုံးဝထိမိဘာလို့သေးလဲအခြေရပဲဟုတ်ပြီလားဆိုတော့ခါကျတော့မိတ်ဆွေများ96 1ချိန်380နဲ့ကတ်ပြီးတော့9ထိပ်စီ9ပိုင်နေဆိုကျွန်တော်93 98 50ဟုတ်ပြီလား93 98 50 6ပိုင်6ထိပ်စီနဲ့ဆိုလို့ရှိရင်63 68 60ဟုတ်ပြီလားအဲ့တော့ပတ်တီဒီ9ပတ်တီ6ပတ်တီမှာအမာဆုံးပတ်တီတစ်လုံးကြီး9တစ်လုံးပိုင်ဟုတ်ပြီလားတက်ကွက်ကောင်းကြီးထွေးထူးပြောနေကြမလို့ဘူးတက်ကွက်ကောင်းကြီးကျွန်တော်မိတ်ဆွေတွေအားလုံးပဲ90နဲ့မှ2အကြိုက်ဆုံးတက်ကွက်ကောင်းဆန္ဒလိုက်တမင်းနေဈေးမှာကျွန်တော်မိတ်ဆွေများလည်းအကြိုက်တွင်လိုက်ဆော့အကြိုက်မတွင်ကြောသွားဟုတ်ပြီလားအကြိုက်မတွင်မဆော့စေချင်ဘူးဘာကြောင့်လဲဆိုကျွန်တော်မိတ်ဆွေတွေကကျွန်တော်၄နဲ့ပေးနေရဆိုရင်ကျွန်တော်မိတ်ဆွေတွေမှာထိုးရတာငွေနေချင်းဆိုနေနေသွားတဲ့ခါကျလို့ရှိရင်အဆင်မပြေဘူးပေါ့ရင်ကောင်းတယ်မပေါ့ရင်လူဆိုတာကောင်းဟုတ်တယ်မလားအဲ့လိုမျိုးရှိတယ်ကျွန်တော်ဘက်ကဆောင်းကိုစူးစမ်းပေးနေတယ်ညနေမှန်ကြရအောင်ဒီမျိုးတော့ထောက်ပံ့ပေးနေတဲ့ကြောင့်မို့ကျွန်တော်မျိုးတွေအားလုံးပဲနားလေစေချင်တယ်ဗျအဲ့တော့ကျွန်တော်ရဲ့ကောက်ကလေးကိုရှင်းလို့ share နဲ့ကူညီပေးတဲလေးတွေ comment လေးတွေဝင်ရေးပတ်မကြည့်ရင် like ထောင်သွားမယ် subscriber တရားတစ်ချက်ဖဖနှိပ်သွားမယ်ဗျအဲ့တော့ကျွန်တော်မျိုးတွေကျွန်တော်မိတ်ဆွေအားလုံးပဲနားလေစေမထင်နဲ့ခင်ဗျနောက်ကြရတော့ကျွန်တော်စီစဉ်လေးရရအောင်ဗျနော်အဲ့တော့ကျွန်တော်ရဲ့ဖုန်းသမားတွေရောနေတဲ့သမားတွေလူတူတဲ့ပုံကိုတူစီတဲ့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလောရင်ဆန္ဒရတုံးတော့ပြည့်စုံကြပါစေတော်လေးကခလုံးမကြီးစုမကြီးပြင်းနေတယ်ကင်းဝင်ကြပါစေဆူတောင်းပြီးကျွန်တော်တို့စီစဉ်လေးနဲ့ဒီလောက်နဲ့ရရအောင်ဗျ